အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရေးပဟုတုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့အသားဖြူတဲ့မိန်းကလေးနဲ့အသားညိုတဲ့မိန်းကလေးဘယ်သူကပို့ပြီးတမကြိတ်လို့ကျမရေးလေးချင်းခံလုပ်လို့ကောင်းလဲဆိုတာကိုကျမရေးအမြင်ရထိရောက်စွာပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ခံစားကြပါအောင်လားရှင်ကိုကိုတို့ရေအပေါ်ရန်အမြင်နေနဲ့ပဲကြည့်မယ်ဆိုရင်အများအားဖြင့်အသားဖြူဖွေးနေတဲ့မိန်းကလေးတွေကိုယောက်ျားလေးတွေအများစုကရွေးချယ်ကြပါလိမ့်မယ်ရှင်။ယောက်ျားလေးတွေကရုပ်ရည်ချောမောလာပမှုကိုအရင်ဦးစားပေးတတ်ကြပါတယ်နော်။ဒါပေမဲ့တကယ်အမှန်တရားတစ်ခုကတော့အသားညိုတဲ့မိန်းကလေးတွေကမှတင်းတင်းရဲရဲနဲ့ချစ်ချစ်ခဲခဲအဖုအဖောင်အမိုးအမောက်တွေကတုတ်တုတ်ခဲခဲကြီးဖြစ်လို့ပုံစံလည်းမပြတ်ပို့ပြီးကြမ်းကြမ်းတန်းတန်းဒူပေတံပေနဲ့ကျမရေးလေးချင်းခန်းကြီးကိုအပါတရတဝကြီးတမကျိတ်လေးချင်းရတာပိုကောင်းပြီးအရသာအလွန်ရှိစေပါတယ်နော်အသားဖြူတဲ့မိန်းကလေးတွေမှာအ ਨੇ စုကကြစ်ကြစ်လေးလေးရှိပေမဲ့အများစုကတော့အားရပါရခဏခဏတမကျိတ်ခံထားရပြီးအနေခံထားရရင်ရော့တိရော့ရဲပျော့ပျော့တွဲတွဲတွေဖြစ်ကုန်ပြီးပုံစံတွေပြက်ကုန်တတ်ကြပါတယ်ရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ရုံးကန်မှုအားနည်းနေတဲ့တရေခွင်းလိုပဲဘလက်ဘလက်ဖြစ်ပြီးရော့တိရော့ရဲဖြစ်ကုန်ကြပါတယ်နော်ဒါကြောင့်အချိန်တွေကြာလာတဲ့အခါအချစ်လေးချင်းခန်းကြီးဆင်နွှဲရမှာကိုကိုတို့အနေနဲ့အသားဖြူတဲ့မိန်းကလေးအများစုကိုအဝကြိတ်တဲ့နေရာမှာအဆင်မပြေတာတွေအားမလို့အားမရဖြစ်တာတွေကြုံလာနိုင်ပါတယ်အသားညိုတဲ့မိန်းကလေးများကတော့ဘလောက်ပဲအချစ်လေးချင်းခန်းကြီးကိုနေမနာညမအားဆင်နွှဲလေးချင်းခံနေရပါစေရုံးကန်အားကောင်းတဲ့စပရင်တစ်ခုလိုပဲဟန်မပြတ်ဖဲမယုံမယွင်းရှိနေကြတာများပါတယ်ရှင်ဘယ်လောက်ထောင်ထောင်ညောင်းသွားတာမရှိပဲဒါလောက်ပဲလားဒါပဲလားတော်ပြီလားဆိုပြီးညာတန်ပေးပြီးစိန်ခေါ်နိုင်တာကတော့အညိုစင်လေးတွေဖြစ်တဲ့အညိုမလေးတွေပဲဖြစ်ပါတယ်ရှင်ခေတ်ကာလအရနှိုင်းရှင်ကြည့်လိုက်ရင်လည်းအသားဖြူလေးပူချောလေးရီးစားပုံများလေးဖြစ်တာကြောင့်အလူပေးနေတဲ့အိမ်ကြီးလိုပဲအဝင်ထွက်တွေများနေမှာပဲဖြစ်ပါတယ်နော်လက်မဆေးပဲဝင်ကြိတ်လိုက်လက်ဆေးပြီးဝင်ကြိတ်လိုက်နဲ့ဟိုလူကျွေးဒီလူကျွေးနဲ့အသားဖြူတဲ့အလူတကာမလေးဖြစ်နေမှာပေါ့ရှင်အညိုစင်လေးတွေကတော့ရုတ်တရက်မှမထင်ပေါ်တာကြောင့်ဟိုလူကကွင်းဒီလူကရှောင်တဲ့အနေဆုပ်ပေမဲ့ရွှေထုတ်တဲ့မြတ်ပေါ်ပါလေးပေါ့ရှင်အပိုင်သားရလို့ကတော့အချစ်လေးချင်းခန်းကြီးကိုနေမနာညမအားကျိုးမှန်တဲ့ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ရှင်အညိုစင်လေးကိုမှမညိုညင်မဲ့စပရင်ကြီးရဲ့ရုံးကန်အားကိုတော့ထိန်းနိုင်မှရပါမယ်နော်ဒါကြောင့်ကိုကိုတို့ရေအညိုစင်လေးတွေကတမကြိတ်ကျမရေးလေးချင်းခန်းလို့အရန်ကောင်းလို့အညိုစင်လေးကိုရွေးချယ်ကြပါလို့ပြောရင်အသားဖြူတဲ့မိန်းကလေးနဲ့အသားညိုတဲ့မိန်းကလေးဘယ်သူကပို့ပြီးခံနိုင်ရရှိပြီးဘယ်သူကပို့ပြီးကောင်းလဲဆိုတာအခုဆိုကိုကိုတို့သိပြီးလောက်ပါပြီနော်ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပေးခဲ့တာကတော့ကိုကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ့်ကျမရေးဗဟုသုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ကျန်းမာရေးဗဟုသုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်လားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်